ပါ Android TV မှာ Netflix application နဲ့ download ပဲဖြစ်ပါတယ် Netflix application download မယ်ဆိုရင် Play Store နဲ့တစ်ချက်ဝင် Play Store တွေမှာ search bar မှာ and Netflix ဆိုတာလေ NET နဲ့ FIX Netflix ဆိုတာလေရိုက်ချလိုက်ပါ install ဆိုတာလေးကိုချက်နိုင်ပေးလိုက်ပါ Netflix ဆိုတဲ့ဟာကိုနှိပ်ပြီး install တင်လိုက်ပါNetflix download ပါ Netflix download ပဲဖြစ်ပါတယ်ဒါတော့ကျွန်တော် software တွေကျွန်တော်ထည့်သွင်းတာအတိုင်းပဲထည့်သွင်းပါတယ် Netflix ကို download ရ open တစ်ချက်ကြည့်ရအောင် Netflix က Netflix account ထည့်ရမှာဖြစ်ပါတယ်ဒီ Netflix Android version ကအောက်နေရတဲ့အဆင်မပြေတာပါ Android version အဆင်ပြေမယ်ဆိုရင်တော့ Tron TV ရဲ့ Tron TV ဆိုတဲ့ software တွေရရင်ပြီးတော့ပေါ်တောင်းရမှာဖြစ်ပါတယ်အဲ့ဒါတော့ရင်တော့ Android version တွေချိန်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်